နီဆာဟာဆာမာယန်မြို့မှာနေထိုင်တဲ့တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါသူမဟာရိုးရိုးရှင်းရှင်းပဲနေထိုင်တတ်ပြီးသူမမှာဘယ်အရာမဆိုတိုင်ပင်လို့ရတဲ့မန်နာဆိုတဲ့တငယ်ချင်းကောင်းတစ်ယောက်ရှိပါတယ်။တနေ့တော့သူမတို့ရဲ့လူမှုဗေဒဘာသာရပ်မှာအစာဝင်တင်ပေးတဲ့ဆရာအာရစ်နဲ့ဆုံတွေ့ခဲ့ကြပါတယ်။အာရစ်ဟာနိုင်ငံခြားမှာပညာသင်ဆုနဲ့ကျောင်းပြီးထားသူဖြစ်လို့တကျောင်းလုံးကကျောင်းသူတွေရဲ့အသေးဆွဲဆရာတစ်ယောက်ပေါ့။သူဟာရုပ်ဖြောင့်ပြီးတော်ယုံတင်မကပဲလူတိုင်းပေါ်ကျင်နာတတ်ပြီးနှိမ့်ချစွာဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှနီဆာနဲ့အာရစ်တို့ဟာကျောင်းမှာမကြာခဏဆုံတွေ့ရင်တဖြည်းဖြည်းတန်ရောစင်တွေ့လာကြပါတယ်။တနေ့မှာတော့အတန်းစင်းချိန်မိုးသေးထန်စွာရွာနေတာကြောင့်နီဆာမိုးမဆူအောင်အာရစ်ကထီးသွားရှာပေးခဲ့ပါတယ်။ဒီလိုရိုးရှင်းတဲ့ဂရုစိုက်မှုလေးတွေရဲ့နောက်ွယ်မှာနီဆာပေါ်ထားတဲ့သူ့ရဲ့အချစ်တွေရှိနေခဲ့တာပါ။အာရစ်ရဲ့စိတ်ရင်းမှန်တဲ့ဂရုစိုက်မှုတွေကြောင့်နီဆာဟာလည်းသူ့ကိုပိုပြီးလေးစားချစ်ခင်လာရကနေနောက်ဆုံးမှာတော့ဆရာနဲ့တပည့်အဆင့်ကနေချစ်သူတွေဖြစ်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့အာရစ်ဟာဆာလာဒီကာမြို့မှာရှိတဲ့နီဆာရဲ့မိသားစုအိမ်ကိုတွားရောက်လက်ပတ်ခဲ့ပါတယ်။နီဆာမှာကျောင်းတက်နေတုန်းဖြစ်တဲ့ယာနီဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ညီမလေးယာနီကငငယ်ကလေးကဖခင်ဖြစ်သူဆုံးပါသွားတာကြောင့်အမေဖြစ်သူရဲ့အလိုလိုက်မှုကိုခံရပြီးတပားသူပေါ်မိကိုတက်ပေမဲ့နီဆာကတော့ကိုယ့်ခြေထောက်ပေါ်ကိုရက်တီးပြီးတာဝန်ယူတတ်သူပါဒါအပြင်နီဆာဟာမုတ်ဖုတ်ရမှာလဲဝါသနာပါပြီးလက်ရကောင်းလာတာကြောင့်အာရစ်ကသူမကိုလုပ်ငန်းတစ်ခုအဖြစ်ပြောင်းလဲဖို့အပြည့်အဝအားပေးခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့အခြေအေးကရင့်ကျက်လာတဲ့အခါအာရစ်ဟာတက်တီမွေးပြီးနီဆာမေစီမှာလူကြီးဆောင်ရနဲ့လက်ထပ်ခွင့်တောင်းခဲ့ပါတယ်အမေဖြစ်သူကဒါကတော့နီဆာသဘောပါပဲအေးလို့ခွင့်ပြုခဲ့တာကြောင့်သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေးကိုစီကာတိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်မင်္ဂလာပွဲမှာလူကြီးတွေကမယားဆိုတာဖျားပေးတဲ့အနံ့ရဖြစ်လို့ပေးထားတဲ့ကတိတွေကိုမဖြတ်ဘဲထာဝရဆောင်ရှောက်ပါလို့အာရစ်ကိုဆုံးမစကားပြောကြားခဲ့ကြပါတယ်နှစ်တွေကုန်လွန်သွားတဲ့အခါသူတို့နှစ်ယောက်ဟာဆာမာယန်မြို့မှာပဲအခြေချပြီးယာယာလို့ခေါ်တဲ့သမီးလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်သူတို့ရဲ့မိသားစုလေးဟာနှွေးထွေးတာရပြီးအာရစ်ဟာလည်းခင်မွန်ကောင်းဖခင်ကောင်းပီတာစွာတာဝန်ကျေပွန်ခဲ့ပါတယ်တညမှာတော့နီဆာအမေစီကဖုန်းလာပါတယ်ဆာမာယန်မှာတက္ကသိုလ်တက်တော့မဲ့ညီမလေးယာနီကိုအဆောင်မှာတယောက်တည်းမထားခြင်းပဲနီဆာတို့အိမ်မှာပဲလာနေဖို့ပြောလာတာပါနီဆာကအမေစကားကိုမငင်းချင်ပေမဲ့ခင်မွန်းဖြစ်သူနဲ့အရင်တိုင်ပင်ရမယ်ဆိုတာသိပါတယ်အာရစ်ကတော့ဇနီးဖြစ်သူရဲ့စိုးရိမ်မှုကိုနားလည်ပေးတဲ့အပြင်ယာနီဟာလည်းသူ့ညီမအရင်လိုပဲဖြစ်လို့ကြီးကြီးဖြူဖြူလက်ခံပေးခဲ့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာယာနီကိုတွားခေါ်ခဲ့ကြပါတယ်ခီးမထွက်ခင်မှာအမေဖြစ်သူကယာနီကိုအမစကားနားထောင်ဖို့နဲ့ဒုက္ခမပေးဖို့မှာကြားခဲ့ပါတယ်နီဆာတို့အိမ်ကိုရောက်တဲ့အခါမှာတော့ယာနီဟာသူမအတွက်မေတ္တာနဲ့ပြင်ဆင်ပေးထားတဲ့အခန်းလေးကိုကြည့်ပြီးအယံသဘောကျသွားပါတယ်နီဆာကတော့ညီမလေးကိုမြို့ကြီးပြကြီးမှာလူလဲမကြခံရဖို့နဲ့စင်စင်ချင်းချင်းနေဖို့ထက်ခါတလဲလဲသတိပေးခဲ့ပါတယ်အခုဆိုရင်တော့ယာနီဟာအာရစ်စာတင်နေတဲ့တက္ကသိုလ်မှာပဲပထမနှစ်ကျောင်းသူလေးတစ်ယောက်ဖြစ်နေပါပြီ